အခုလိုကြောင်းရင်ကြောင်းကွယ်လွန်ဆုံးပါသွားရတဲ့ဆိုတော်ကြီးဗီတာခင်ညိုအားလုံးမင်္ဂလာပါပရိသတ်ကြီးရှင်ဒီနေ့မှာတော့ကျမတို့ရဲ့ဂီတာချစ်သူပရိသတ်ကြီးတွေအင်မတန်မှဝန်နေကြေကွဲစရာကောင်းတဲ့သတင်းတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ຫນွေမြခွာညိုဒီဇင်ဘာနဲ့ခင်းဆိုတဲ့သချင်းတန်တွေကြားလိုက်တာနဲ့တပြိုင်နက်ကျမတို့ရဲ့ရင်ထဲမှာအေးချမ်းတဲ့ခံစားမှုကိုပေးဆွဲနိုင်တဲ့အတန်ပိုင်ရှင်စတူဒီယိုခေဦးရဲ့ကနဝင်တေးတန်ရှိကြီးဗီတာခင်ညိုဟာကျမတို့ကိုအပီးတိုင်နှုတ်ဆက်ထက်ခွာသွားခဲ့ပြီးဖြစ်ပါတယ်။ဂီတာလောကရဲ့ကျေတဝင်းဖြစ်တဲ့ဆိုတော်ကြီးဗီတာခင်ညိုဟာဒီနေ့စက်တင်ဘာ25ရက်မနက်စောပိုင်း4နာရီခွဲနဲ့9နာရီကြားမှာကွယ်လွန်နေစာရောက်သွားခဲ့ပြီဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာတော့သက်တော်80ရှိပြီဖြစ်ပြီးသူ့ရဲ့နောက်မှာဇနီးတဲ့နဲ့သား3ဦးတို့ကျန်ရစ်ခဲ့ပါတယ်။ဒီလိုဝမ်းနဲ့ပဲတဲ့ရင်ကိုတော့သူ့ရဲ့မိသားစုဝင်တွေနေဖြစ်တဲ့ညီဖြစ်သူဒေးတန်ရှင်တူတူကိုရိုင်းကအတည်ပြုသိပေးခဲ့တာဖြစ်ပါတယ်။ပရိသတ်တရားလုံးသိချင်နေကြတဲ့ကွယ်လွန်ရာချင်းရဲ့အကြောင်းရင်းကိုတော့မိသားစုနဲ့နှိစက်တဲ့တိုင်းဝိုင်းရဲ့ပြောချက်အရခုလိုသိရပါရဲ့ရှင်။အဆိုတော်ကြီးမှာနောက်ယောဂရှိခဲ့ပြီးတော့အရှင်ကလည်းလေဖြန်းတယ်လို့ဖြစ်ထားတဲ့အတွက်မိသားစုကအနီးကပ်ဂယူတဆိုင်နဲ့ပြူဆိုဆောက်ရှောက်ကုသပေးနေတာဖြစ်ပါတယ်။ကျမကြီးကိုအထူးဂယူပြုနေရင်းနဲ့ပဲဒီနေ့မနေ့မှာရုတ်တရက်ချင်းနေဆိုသွားပြီးအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့တာပါလို့ဆိုပါရီ။ဒါကြောင့်မလို့ယောဂခံကြောင့်ကွယ်လွန်သွားတာဖြစ်ပေမဲ့မိသားစုဝင်တွေအတွက်ကတော့ရုတ်တရက်ဆုံးရှုံးလိုက်ရခြင်းတစ်ခုဖြစ်ခဲ့ရပါတယ်။အဆိုတော်ကြီးဗီတာခင်ညိုဟာကျွေးရုံကလေးဒုတိယလူကိုအပြင်းနဲ့ကိုစိတ်ဝင်ငုံမေလိုက်ခဲ့တော့စားတဲ့ဒုက္ခဒုက္ခကကြောက်ကြားလာတဲ့ကိုပိုင်တန်စင်တချင်းများစွာနဲ့ပရိသတ်ရဲ့နှလုံးသားကိုဖန်ဆားနိုင်ခဲ့သူပါသူရဲ့တန်ဟာနူးညံ့တဲ့အေဂျင့်နဲ့ပြီးတော့ခန်းစားချက်ကိုထိထိမိမိပေးဆွဲနိုင်တဲ့အတွက်အခုချိန်ထိတိုင်းပရိသတ်တွေကအမျက်တနိုးနဲ့နားဆင်နေကြဆဲဖြစ်ပါတယ်ထူးခြားချက်ကတော့သူဟာစတူဒီယိုခေဦးအဆိုတော်တယောက်ဖြစ်ပေမဲ့နောက်ပိုင်းမျိုးဆက်တွေနဲ့ပါလက်တွဲပြီးတော့အမှုပညာတွေကိုဖန်တီးခဲ့သူဖြစ်ပါတယ်အားလုံးမမိကြအောင်မေနောက်ဆုံးသဘောထားဆိုတဲ့သင်မှာမျိုးဆက်မတူတဲ့လေးဖြူ KAD တို့ကတွဲဖက်တည်ဆိုခဲ့ပြီးတော့အဲ့သင်းဟာလည်းပရိသတ်တွေကြားမှာအကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ဒါအပြင်တရေခေဒီရေးဆက်ပေးပြီးတော့သူကိုယ်တိုင်တည်ဆိုခဲ့တဲ့သင်းဟာလည်းလူကြိုက်များခဲ့တဲ့အကောင်းဆုံးလက်ရာတွေကတခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အဆိုတော်ကြီးဗီတာခင်ညိုရဲ့နိုင်ရေးကိုတော့ရန်ကုန်မြို့ကန်တော်လေးဒေါ်သိန်းတင်လမ်းမှာရှိတဲ့နေအိမ်မှာပဲပြုလုပ်ဖို့ကနက်ဦးစီစဉ်ထားပြီးလာမယ့်စက်တင်ဘာလ29ရက်နေ့မှာတော့နောက်ဆုံးခီးအဖြစ်ဇာပနာခန်းတော်ကိုပြုလုပ်သွားမယ်လို့သိရပါတယ်ရှင်။ဂီတာကျဲတဝင်းကျွေးလင့်သွားခဲ့ပြန်ပါပြီ။သူရဲ့သင်းတွေကတော့ကျမတို့ရင်းထဲမှာအမြဲတမ်းရှင်သန်ကြံရည်နေမှာပါကျမတို့ရဲ့ channel ကနေပြီးတော့ကွယ်လွန်သွားတဲ့ဆိုတော်ကြီးဗီတာခင်ညိုတွေအထူးဝန်းနေကြည်ခွဲရပါကြောင်းနဲ့ကြံရည်သူမိသားစုဖြစ်တဲ့ဇနီးသားတော်ဦးနဲ့ညီဖြစ်သူဒေးတန်ရှင်တူတူတို့နဲ့အတူထပ်တူထမြောင်ဝန်းနေကြောင်းမှတ်တမ်းတင်အပ်ပါရရှင်ပရိသတ်ကြီးနေနဲ့လေအဆိုတော်ကြီးဗီတာခင်ညိုကိုအမတ်တရအနေနဲ့သူတည်ဆိုခဲ့တဲ့သင်းတွေကကိုကြိုက်ဆုံးသင်းလေးတွေကိုကွန်မန့်မှာရေးသားပြီးတော့တူတူအမတ်တရလမ်းဆက်ပေးသွားကြပါအောင်နော်အားပေးနောင်းဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းနဲ့ကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ channel လေးကနေပြီးတော့ဆုတောင်းမြတ်တာပို့တာရင်းနဲ့ပဲဒီနေ့ရဲ့အစီအစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်